နာစရာပုံလေးနဲ့ကသူတနုမိသားအဖြစ်လို့ကွယ်ဝေတောင်ပြည်ပြန်သွားတဲ့ချစ်သူကိုမျောရည်လွမ်းနေစေတွေ့မယ်နော်သူတိဆုံးမဲ့ကွယ်ဘဝချလက်ချစ်လို့နေအောင်မယ်တသက်မှာတယောက်တည်းပါကွယ်တယောက်ဆိုတယောက်ပတောက်ဆိုပတောက်ပဲကွယ်ပြန်လာပါတော့ချစ်ရဲ့မျောရသူမောလာပြီကွယ်မောက်ချစ်ဦးရဲ့မောက်ပဲလေးပဲမရှိတော့ဘူး